အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကျွန်တော်တို့ဆော့ပြမယ်ဂိမ်းလေးကတော့ဇမီတွေလက်ထဲကနေလွတ်အောင်စပိုက်လို့ရင်ဖန်ဆီးခံထားရတဲ့လူတွေကိုတောက်ရောက်ကြရမယ်ဂိမ်းပဲဖြစ်ပါတယ်โอเคဆိုတော့ let's go โอเคအားလုံးတောင်းပါပါเนาะကျွန်တော်ဗီဒီယိုဖြစ်ဖြစ်မတင်ဖြစ်တာပေါ့နော်အဲ့လိုတောင်းပါပါလေခြေတော့တက်မယ်ခုဟုတ်ကျွန်တော်ဘယ်ကွန်ဖက်ထားလေးပြောင်းလာနော်ရပြီဒီတော့မှတော့ထည့်ဒီထဲထည့်မယ်ဘာလေးကောလဲလဲလို့နော်ကောလဲလောက်ပြီးတော့ဒီထဲထည့်ပါနော်ဒီโอเคဟိုးရှင်ပါဘောနော် striper ကဲတဲ့နေရာတို့အော်စင်ကြီးတောင်လာပြီလားโอเคတော့နိုင်ဝမ်းရတယ်ကြောက်စရာမကောင်းပါဘူးဘောင်းလေးဘောင်းတော့မင်းပေါ့အဲ့လိုကောင်းနေတယ်တော့လုံးဝကြောက်စရာမီနီကန်ထားအောင်โอเคမီနီကန်ထားတော့ကိုကျွန်တော်ထားတယ်ငါဒီထားမယ်မီနီကန်စင်ကြီးတော့လာပြီတော့ဘယ်ဆိုA few moments later. နင်းတပီမို့โอเคခု X တော့ရတယ်ဘာ9ဒီရင်းအောင်မတူဘူးเนาะဒါမဲ့ကျွန်တော်ဒီစင်ပြီးဖြစ်ပြီးဒီရတာပေါ့เนาะဒီကောင်ကဘယ်အရှင်ကြလဲမသိဘူးเนาะကျွန်တော်ဟိုလာမှာကျွန်တော်တို့ဘယ်လိုပြရမလဲကျွန်တော် boss လာ boss ဟုတ်ပါတယ် boss လာပါကျွန်တော်ဒီဘလောက်ကြာနေ boss လာပါเนาะboss ကအများကြီးလို့ရှိရတော့ကျွန်တော်တန်နေကျွန်တော်လည်းပြောရတယ်ကျွန်တော်လည်းမသိဘူးเนาะဟိုဘောတက်လို့ဟိုဘောဘယ်လိုတက်မှာအားရညစားရWait, bro. What? Let's go. Ayo. Ayo, just luna bolu. Let's go. Oh. I'm sorry, okay, finally. Oh, my. Bye, man. Oh, don't bot how it did. Okay. ပြီးရင်တိုင်းမှာပေါ့နော်တန်ကြရပေါ့နော်အရေးကြီးရဟာကျွန်တော်ဒီတိုင်းမှာချမယ်ဟိုနောက်တဲ့ကျင်ကြီးအောင်ခေါ်လာမကလို့မင်းနေတော့ဘယ်ရိုတာလေးဖြစ်ပါနောက်ကျုံးပါဟုတ်လားငါထင်းလေးရရှိထင်းလေးစားOh, okay. And I think it's
အောက်မှာအများကြီးပဲဟိဟိုကျွန်တော် post တော့ကျွန်တော်တို့လူကောင်းလေးတင်ရမှာစားမယ်ဒီဘော PC ရရမ်းမိုက်ပါလေဒီတော့ boss ပါလာပြီကဲရတယ်ဟဲ့ဒီဘောကိုချโอ้ย what the fuck ဒီတော့ငါ only ချရဟာဟဲ့ဒီတော့ငါ only လိုက်ချနေတာပဲဟဲ့ဘယ်ဒီလုံးနေတာလဲဟာရောက်ပြီတော်သေးတာပေါ့ကွာမင်းတီတော့မရောအေးဟဲ့ဘယ်ဒီသွားနေဟာဒီရလေးကိုလုံးနေကြတော့ဒီရဲကိုတဲမယ်နော်တင်းစီကူတော့ပြီးသွားပြီနော်โอเคMining room တော့ကျွန်တော်အန်လောက်သွားတယ်နော်ကဲ healing room medical room ပေါ့နော် medical room ကြီးကတော့ကျန်နေအောင်ကဲကျွန်တော်အနေနဲ့တော့ spy လောက်အောင်ဖြစ်ပါတယ်ပေါ့နော်တော့မဆွဲဟာတခါတိုင်းပြီး healing လောက်တော့ရမ်းမှာပါကဲ let's go တော့လူပေါ့နော်ဒီချိန်မှာတိုင်းလုံးကိုကျွန်တော်ရပြီကဲရပါပြီ let's go medical room ကတော့ပြီးသွားပါတော့ကျွန်တော်တို့ AC ဖြစ်သွားပြီကဲအားလုံးထဲဝင်နေကြအောင်ထဲဝင်ကဲကိုကြီးကောက်ပြီးမယ်ဒီဘုံက target တွေလည်းရှိအောက်မှာ target ချထားရပါတော့我们龙啊，苗有用一些的，我们用屁股皮是漏掉了，笑我面。你那眼里路上漏你的高呀，OK。这种人玩龙龙到我那里边，功力变变。
တို့ဒီနားလေးလောက်မှတစ်ခုထားပါတော့အဲဆိုတော့ရှေ့မှတုံသွားပြီကဲဆိုတင်လေးတစ်ခုလောက်စားမယ်တော့လှုပ်ဆက်လုပ်ကြအောင်အဲ့တော့တော့ယူရမှာဟာအဲ့တော့ညာရောက်နေအဲ့တော့တော့ယူတော့မယ်လေဒီကြောင့်အဲ့တော့ခြေတော့မှာအဲ့တော့ကျွန်မခေတော့ပါကဲကျွန်တော် crafting ဒီဘက်ပြန်လာနော်ကဲဆိုတော့ပစ္စည်းရရဲ့ဒီမှာခဏထားမယ်ကျွန်တော်တို့ဒီအရေးကြီးတဲ့ဟာတွေကိုကျွန်တော်ဒီဘက်ရဟင်းတွေချက်ပေးနေဆိုတော့အနေနဲ့ကတော့ဟင်းတွေကတော့ free ဖြစ်နေပါပြီရှယ်ဦးပြီးတော့ပေါ့နော် speed boost တောင်းကဲဒီမှာပေါ့နော် scroll ပြီးတော့ဒီကောက်မယ်လေဆိုပြီးမှကျစင်းပြီးတားမယ်ဒီကောင်းနေဘာလုပ်နေတာလဲယောဝါရမဒီတော့ဒီ39ကိုရောက်လာပြီပေါ့နော်ကျွန်တော်ဒီ39ကိုရောက်ပြီကျွန်တော်အနေနဲ့ခီးတွေပါထွက်ပြီပေါ့နော်A few moments later. ခေါင်းနဲ့စင်းကြီးရရမ်းများနေပြီအောင်ကြီးဟောနေရများတော့ရောင်းလေးကျွန်တော်ဘေးကိုဥတီပြီးတွားနေမရတော့ရောဟောနေဘေးကိုကျွန်တော်ဥတီပြီးတွားနေ
ကြာတော့မင်းတုံးနေနောက်တုံးနေတော့ဘူးကျန်ရှိုင်းနေလေတန်ကြီးတန်ကြီးအရင်မှာသူပြည့်ခိုင်းတယ်သူပြည့်ခိုင်းတော့အဲ့တော့ဒီကောင်ဒီထဲမှာအဲ့သူပြည့်ရပေါ့နော်ကဲဆိုOB reload တော့ဖွေးလာကျွန်တော် post လိုက်ဆို ready လုပ်ဘူးနော်ကျွန်တော် get ready လုပ်ကြမယ်ဟိုကောင်လေး ready လုပ်မယ်နော်ဟဲ့ post လိုက်ရမယ်ဆိုင်ပဲကျွန်တော်ဒီပုံမှန် share မှာပေါ့နော်အလန်းစားမှာသူ share မိုက်တော့ဒီကျွန်တော်ဒီဘက်မှာ defense တင်နေကျွန်တော်ကာဖို့ပြင်ထားပါတယ်ပေါ့နော်တော့နေများပြီဝါးရင်းလို့လာသွားမတိဘူးမလားတော့ကဲဒီတော့တပ်ပင်လေးပေါ့နော်တပ်ပင်လေးနဲ့အရင်တော့မှလာရပေါ့နော်ကျွန်တော် base မှာဆိုရင်တော့ပေါ့နော်ပေါ့နော်လုံးဝ strong ဖြစ်သွားပြီနော်strong ကျွန်တော်လုံးဝ strong ဖြစ်သွားပြီဒီပုံမှန် mini gun တော့ turret ကိုဒီဘောတက်စီရဟာရရှိအောင်နော်ဖိုးဒီကြိုက်ပါမလည်း only drill လေးရှိမယ်တက်ပင်ရှင်တဲ့ဟာလေးရှိမယ်ဒါဆိုတော့ extra speed လေးရှိမယ်တော့မှမလား speed reload လေးရှိမယ်ဒီကောင်လာ ကဲဆိုဒီဗီဒီယိုကဒီလောက်ပါပဲကြည့်ရတဲ့အားလုံးလည်းကျေးဇူးတင်ပါတယ်ဗျ like and subscribe လေးမလုပ်ရသေးဘူးဆိုတော့လုပ်ပေးကြပါအောင်ဗျဆိုတော့ကျွန်တော်ဗီဒီယိုမြင်ပြရတယ်အားလုံးတောင်းပါမှာပေါ့နော်ကျွန်တော်လည်းအဲ့ဒီတော့ဆိုအားလုံးတက်တာနောက်ဗီဒီယိုမှာပြန်ကြည့်ကြပါမယ်